ဖယ်တဲ့ပုံစံလေးကိုလည်းကျွန်တော်ပြပြရမယ်လက်တွေ့လုပ်လို့ရအောင်သုံးလိုက်တဲ့အချိန်မှာထွက်လာတဲ့ကနေတော့တက်ပြီးပြလာတယ်ဒီကျွန်တော်ကျန်တဲ့စီးပါတယ်ခွက်လေးတွေကိုအဲ့လိုတွန်းပြီးတော့မြည်ကြည့်လို့ရပါတယ်ဟုတ်တရားတစ်ခွက်စီပေါ့နော်ဒီဗီဒီယိုပြန်ပြင်မယ်ဒီထောက်ချမယ်ဟုတ်တရားတစ်ခွက်ပေါ့မမွေးတော့ကျွန်တော်တို့ဒီပိုင်းလေးနဲ့ကျွန်တော်သုံးလိုက်မှန်ပါတယ်ချက်နှစ်ချက်ချက်စုပ်ပြီးတော့ဟာချက်ဒီပိုင်းလေးချက်ချက်အဲ့ဒါကိုသုံးနေကျွန်တော်ကောင်းတဲ့နှက်လေး